ကျွန်တော်ကတော့ designer comment ဆိုတတ်ပါ Nautica Man Fashion Outfit ရဲ့ဘက်ကန်ရှင်ပါဟုတ်ကဲ့ကျွန်တော်ကဒီ Nautica Man Fashion Outfit ဆိုတဲ့ brand နဲ့ပေါ့နော်ကျွန်တော် showroom လေးပါဝင်ပြထားပါတယ်ကျွန်တော်ကတော့ဒီ Man Fashion ကိုအဓိကထားပြီးတော့ရှောက်မှာပေါ့နော် Blue suits တွေရဲ့နောက်ပြီးတော့ခေကုန်းမောင်ခေလက်ရတိုရင်းတွေရဲ့တောင်ရှည်တွေရဲ့နောက်ကျွန်တော်အဓိကဘောင်းပေါင်းတွေအဓိကချပြထားပါတယ်ကျွန်တော်ကတော့အဓိကဒီ Nautica Man Fashion ကကြောင့်အဓိကမျိုးသားတည်တံ့ဆိုတော့ပေါ့နော်အမျိုးသားတွေအတွက်ကိုပဲအဓိကထားပြီးတော့မျိုးသားတွေဘက်ကနေပြီးတော့ကျွန်တော်စဉ်းစားပေးပြီးတော့ပေါ့နော်ခေါင်းစခြေဆုံးကိုကျွန်တော်တာဝန်ယူဖန်တီးပေးနေပါတယ်ပုံမှန်ဆိုရင်ကျွန်တော်တို့ကဒီတို့မင်္ဂလာဆောင်တွေမှာဆိုရင်ပေါ့နော်လူသမီးတွေကိုပဲဦးစားပေးကြတာများတယ်ပေါ့နော် make up designer ဝတ်စုံပါညာအကုန်လုံးကဒီလူသမီးစိတ်ကြိုက်လူသမီးဘယ်လိုမျိုးဝတ်ချင်လဲပေါ့နော်လူသမီးကိုအမှုထားရတာပါအဲ့မှာကျွန်တော်တို့ကဒီလူသားတွေလည်းကျွန်တော်တို့ဒါ fashion ကြလေးဒါဝတ်ချင်စားခြင်းနဲ့စိတ်ကြီးရှိကြတယ်ပေါ့နော်အဲ့တော့ခါကျအဲ့လိုမျိုးရှိနေတဲ့ဟာလေးကိုကျွန်တော်တက်တွေ့တော့ဒါကျွန်တော်တို့ကလည်းလူသားတွေဘက်ကနေပြီးလူသမီးနဲ့တန်းတူမလျော့နေအောင်ပေါ့နော်ကျွန်တော်တို့ကဒါဖန်တီးပေးခြင်းနဲ့စိတ်နဲ့ဒါလုပ်ဖြစ်တာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီ Nautica Man Fashion Outfit မှာဆိုရင်အမျိုးသားတွေအတွက်ခေါင်းစခြေဆုံးပေါ့နော်ကျွန်တော်တာဝန်ယူဖန်တီးပေးနေတာလည်းဖြစ်တယ်နောက်ကျွန်တော်ဒီပွဲမှာလည်းကျွန်တော် 30% discount ထိကိုပေးထားတာဖြစ်တဲ့အတွက်ဒီပွဲမှာဒါဒီဝတ်စုံတွေလာအဲ့မှာဆိုအတန်ဆုံးဖြစ်မယ်ဆိုတာကျွန်တော်ဒီနေ့ကနေပြောပြီးတော့ဖိတ်ခေါ်ချင်ပါတယ်